ရင်ကြည်မှုဝေစားအချိန်ကရပေါ်ပြနမ်းမြူယူကြီးဟာငလျင်လေးရောက်ပြူကကြလို့ရွှေမန်းကလေးအလားတွေပြက်ခါယဟန်သူတော်လေးအမြောက်အများနဲ့ကြောင်းတိုင်းပေါင်းများစွာပြည့်စည်ပြူကြတော့ကကရူကရာဆုံးရှုံးခဲ့ရခဏများစွာပါသူရင်သားရဲ့မဟုတ်တော့လေတမြေတဲ့နေတရေတဲ့တောက်တဲ့သူရင်သားချင်းဆွေတော်ရှိတောင်းမျိုးတော်အပေါင်းတို့အတွက်ကမ္မထာနာစရိယဗဒ္ဒနာဥိနကမတပြည်လုံးချမ်းသာစေတော်မဟာစောက်တီပြီးစီရင်ကြီးမြော်ကအလူတော်ခံ